ပတ်ဝန်းကျင်အခြေအနေဘလောက်စိုးနေပါစေနော်မိတ်ဆွေပတ်ဝန်းကျင်အခြေအနေအရန်စိုးနေတာဖြစ်အဲ့စိုးခြင်းရဲ့အလဲမှာတည့်ရဲ့အတွင်းလူဟာတိုးတက်ပြောင်းလဲပုံတံပြောင်းလဲပြီးထာဝရအကျိုးအတွက်ပြုပြင်ခြင်းခံနေရတယ်အဲ့ဒီအလဲမှာချစ်တော်မိတ်ဆွေတည့်ရဲ့အဖိုးမဖြတ်နိုင်တဲ့အတွင်းလူအကြည့်ကျယ်ကောင်းကြီးခံစားနေရတယ်ယုံကြည်သူရဲ့မနှက်ဖန်ဟာဒီလောကနဲ့ပဲကုန်သွားမှာမဟုတ်ဘူးကျမတို့မှာထာဝရရှိတယ်အဲ့ဒီထာဝရအနာဂတ်သေချာပေါက်ကောင်းတယ်ဟာလေလုယာလောကမှာကြုံဆုံနေရတာခေတ္တပဲအဲ့ခေတ္တအရာတွေအတွက်ဘယ်တော့မှအာရုံစိတ်ပြည့်ခြင်းမရှိဘူးသင်အတ္တတာမှာသင်ဖြတ်ကျော်နေရတဲ့အရာအချင်းကြီးမဟုတ်ဘူးသင်ဝိညာဉ်အတွက်ကောင်းတယ်အခြားသူရဲ့ဝိညာဉ်အတွက်လည်းကောင်းမှာဖြစ်တယ်ဒါကြောင့်မို့ကိုယ်တိုင်အာယူပါစိတ်ပြအားခြင်းနဲ့ကင်းလွတ်ပြီးတော့မှတိဆောက်ပါကိုယ်အတွင်းလူအတွက်ကောင်းတယ်ဆိုတာကိုယုံကြည်ပြီးတော့မှခိုင်ခန့်ပါပြီးတော့အခြားသူတွေကိုဆက်ပြီးဝေမျှတသက်ခံပါသင်အားဖြင့်လူများစွာကောင်းကြီးဖြစ်မှာဖြစ်တယ်